Hello everyone, welcome to Shweta English. At the bus stop, ကျွန်တော်တို့ဒီတစ်ခေါက်မှာတော့ bus ကားစီးတဲ့အခါမှာဆိုရင်သုံးရမယ့်စကားစုတွေကိုလေ့ကျင့်သွားမှာဖြစ်ပါတယ်။ဆိုတော့ကိုက bus ကားမှတ်တိုင်မှာစောင့်နေတဲ့အခါမှာဆိုရင်မေးလို့ရတဲ့စကားစုတွေကိုအခုပဲလေ့ကျင့်ကြည့်ရအောင်။ So let's start our lesson. At the bus stop. Excuse me, does this bus go to the city center? Yes, it does, but you need to bus number 12. How long does it take to get there? About 20 minutes. Thank you very much. No problem. ဒါဆိုရင်ကျွန်တော်တို့ခုလောလောဆယ်ဒါနားထောင်သွားတာဖြစ်တယ်မြန်မာလိုလေးတူတူလေးဆွေးနွေးကြည့်အောင် At the bus stop bus ကားမှတ်တိုင်ကြရင်ကျွန်တော်တို့က bus stop လို့သတ်မှတ်လို့ရတယ် Excuse me တစိမ့်လောက်ခင်ဗျာ Does this bus go to the city center ဆိုတော့ bus ကားတစ်ခုတည်းဆိုရင် Does this bus ပေါ့နော် Does this bus go to the city center ဒီ bus ကဒီမြို့လေကိုသွားသလား Yes it does သွားပါတယ် but you need bus number 12ဟုတ်ပြီနော်ဆိုတော့ဟုတ်ကဲ့ဒီ bus ကသွားပါတယ် but ဒါပေမဲ့ you need bus number 12မင်းရတော့ပေါ့နော်တင်ရတော့ bus ကစနစ်ကိုစီးရလိမ့်မယ်ဆိုတော့ bus ကနံပါတ်လေးကိုပြောတာပေါ့နော် bus number 12 How long does it take to get there How long does it take to get there ဆိုတော့ဘယ်လောက်ကြာတယ်လဲဆိုရင် How long does it take ဆိုတော့ရောက်ရန်ဆိုရင် to နဲ့ဆက်လိုက်တယ် to get thereဒီမှာ get ကရရှိတာမဟုတ်ပါဘူးနေရာတနေရာကိုသွားတဲ့အခါမှာဆိုရင်ရောက်မယ်ဆိုရင် get နဲ့သုံးလို့ရတယ်ဟုတ်ပြီနော်အဲ့ဒီကိုသွားဖို့ဘယ်လောက်ကြာမလဲဆိုရင် How long does it take to get there About 20 minutes မိနစ်20ခန့်တော့ကြာလိမ့်မယ် Thank you very much ကျေးဇူးရမ်းတင်ပါတယ်အရန်ကျေးဇူးတင်ပါတယ် No problem ကိစ္စမရှိပါဘူးဟုတ်ပြီနော်ဆိုတော့ပြဿနာမရှိပါဘူးကိစ္စမရှိပါဘူး No problem သို့မဟုတ်လေ You're welcome ပြောလို့ရတယ်ကျွန်တော်တို့ခုလောလောဆယ်မှာပထမတစ်ခေါက်နားထောင်နဲ့လေ့ကျင့်သွားဖတ်သွားတယ်ခုမှဆိုရင်ကျွန်တော်တို့မြန်မာလိုလေးလည်းဖတ်သွားတယ်ဒါဆိုရင်အခုပဲကျွန်တော်တို့တကယ်လက်တွေ့မှာပြောသလိုလေးလေ့ကျင့်ကြည့်ရအောင်လန်နာလေးတို့ကဇက်ကောင်Bဖြစ်တဲ့နေအောင်လေးကိုလေ့ကျင့်ကြည့်မယ်ကျွန်တော်ကတော့ဇက်ကောင်Bဖြစ်တဲ့ sorry ဇက်ကောင်Aဖြစ်တဲ့အနက်ရောင်လေးကိုကျွန်တော်တို့လေ့ကျင့်ကြည့်ပါမယ် Excuse me, does this bus go to the city center? How long does it take to get there? Thank you very much. Good job. ဒါဆိုရင်ကျွန်တော်တို့အပြန်အလှန်လေးတစ်ခေါက်လောက်လေ့ကျင့်ကြည့်အောင်ဒီတစ်ခေါက်မှာတော့လန်နာလေးတို့ကဇက်ကောင်ကြီးဖြစ်တဲ့နေအောင်လေးကိုလေ့ကျင့်သွားပါမယ်ကျွန်တော်ကတော့ဇက်ကောင်ကြီးဖြစ်တဲ့အနက်ရောင်စာကြောင်းလေးကိုလေ့ကျင့်သွားမှာဖြစ်ပါတယ်ဒါဆိုရင်အခုပဲပြန်ပြီးစကြည့်လိုက်ရအောင်Yes, it does, but you need bus number 12. About 20 minutes. No problem. Good job. ဒါဆိုရင်ကျွန်တော်တို့ခုလောလောဆယ်မှာ bus ကားမှတ်တိုင်မှာစောင့်နေရင်းနဲ့ bus ကားဘယ်လိုစီးရတယ်လဲ bus ကဘယ်လိုရောက်လဲလမ်းညွှန်ပေးတာတွေကိုလေ့ကျင့်သွားတာဖြစ်ပါတယ်ကျွန်တော်တို့ခုပြန်ပြီးလေ့ကျင့်တဲ့အခါမှာဆိုရင်လေကိုကတကယ်ဟိုမှဘတ်စကားမှတ်တိုင်မှာရောက်ပြီးတော့ဒါလေ့ကျင့်နေတဲ့စိတ်မျိုးနဲ့ကျွန်တော်လေ့ကျင့်ကြည့်ပါတကယ်ခြေနေတွေကြောင်ရတဲ့ခိုက်တက်မှာဆိုရင်ဒီလိုလေးတွေကျွန်တော်တို့ပြောပြီးတော့ဒါလမ်းညွှန်ပေးလို့ရတယ်ပြီးလို့လည်းရပါတယ်ဒီသင်ခန်းစာလေးကလေလန်နာလေးတို့အတွက်အထူးပဲအသုံးဝင်မိမယ်လို့လည်းယုံကြည်မိပါတယ်ကိုလေ့လာလို့တဲ့သင်ခန်းစာတွေသိကျင်တဲ့သင်ခန်းစာတွေရှိရင်လည်းကွန်မန့်မှာမျှဝေခဲ့ပါအောင်နော် Thank you for your attention see you in the next lesson